ကဲအခုဘာကိုရဲတော့သွားနေတာသိလားဘယ်ဘာနာမည်နဲ့တော့မသိဘူးကိုလည်းရောက်ချင်လို့ပြောနေ အော် blue cave ကိုရောက်နေတာပါအမဖျားသခင်အခါကောင်းတိုက်ကုန်ပြီရောက်နေပါတယ်လို့ဒါလည်းပူလေးသွားမကြည့်ဦးညင်တက်ပုံရိုက်တာဘာနမပါလားကြည့်ကြတော့မကြည့်ခေါင်းငုတ်ပြီးသွားတာတဲ့မှာခေါင်းငုတ်ပြီးတော့သွားတယ်သိလားခေါင်းဘာဖြစ်မှာဆိုလို့ဆိုတော့ကြည့်ရောက်နေရလာတာပဲသိလားကြောက်ဆောင်နေထဲမှာဘုရားသခင်ရဲ့ဘုရားသခင်ရဲ့ကြောက်ဆောင်ရသေးရတော့မကြည့်ဘလောက်ဘုရားသခင်ဘလောက်လှလဲဆိုတော့တပတ်လည်းမဝင်ရဘူးမကြည့်ဘလောက်လှလဲကြည့်မမီကမမီလာလို့ရှင်သူသက်ရှိလို့မဝင်လားမမီဝင်နေဒါပေမဲ့ဒီထိတော့မသွားတော့ဘူးဟိုဘက်မှာဖျက်ရှိတယ် ဟိုဘာဖြစ်လဲဆိုတော့သူဆက်မသွားချင်တော့ဆိုတော့ ဟောတကားလေးဖြစ်အောင် မကြည့်ဘလောက်လှလဲ လာတာပဲတရားလေးလှတာ မကြည့်အဲ blue cave ကိုရောက်နေပါတယ်လို့တော်လေးလှတာဒီတစ်ခါမှမင်းဆောက်ရောက်တိုင်းဒီတစ်ခါမှဒီကိုမရဘူးဒါပထမဆုံးချိန်ပဲသိလားလင်းတော်မောင်ကလေလိုက်လို့မရဘူးတော့ဘာလို့လဲဆိုတော့အမကျမရဲ့အမျိုးသားကဖျားနေပါတယ်ကိုရီညတညလုံးကိုရီပူပြီးတော့ချောင်းဆူလို့ယောက်ျားကနေရတော့နေခဲ့တော့ငါတော့သွားမယ်လို့ဘာကြောင့်လဲဆိုတော့တစ်ခါလေးမှကိုကလိုက်လာတာဆိုတော့လေကဲဒါအပြန်ထွက်မယ်နဲ့တူတယ်နော်ဒါပြန်ထွက်ပါတယ်ဒီမှာကြည့်ကျွန်မဗီဒီယိုရိုက်နေတာအားလုံးဟမ်ထွက်ကြမယ်တယောက်ချင်းစီကဲဒါကျွန်မရဲ့အချစ်ဆုံးခဲအိုလေးပါရှင် Está llamando, vamos a ver si lo မကြည့်ဘလောက်လှလဲကြည့်ခဏတော့ပြမဖြစ်အောင်မတော်လှတာတော့နေတပတ်ပဲနော်ကြည့်လို့ဝသွားပြီအပြန်ကြဟိုပန်းဟဲဒီမှာကြည့်တာဟဲလှတယ်တော့မကြည့်အောင်ဟဲကြည့်အောင်ဘလောက်လှလဲကြည့်ကြောက်ဆောင်ကြီးတယ်အဲ့ပေါ်တက်လို့အဲ့အပေါ်တက်ပြီးပြန်မယ်တူတယ်အပေါ်အထွက်နေတူနော် ဟောမအထက်မဟုတ်ဘူးမအောင် ဟုတ်လား